ပါမယ်တင်တို့ဒီလောရှိသမျှကိုသွား၍ဝိနည်းတတ္တဝအပေါင်းတို့အားဧဝံဂေလိတရားကိုဟောကြားလောခေါင်းစဉ်ကတော့ဒီနေ့ဧဝံဂေလိတရားကိုဟောကြားဖို့ဖြစ်ပါတယ်နောက်ကျမ်းပိုက်တစ်ပိုက်ကဘာပြောလဲဆိုရင်နိုင်ငံတော်နှင့်ရှင်သောဧဝံဂေလိတရားကိုလောကီနိုင်ငံအရရရှိသမျှတို့၌ဟောကြားလိမ့်မည်ဒါမလို့ဧဝံဂေလိတရားဟာနိုင်ငံတိုင်းကဘာမှာရှိတဲ့နိုင်ငံတိုင်းမှာအရရနေရာတိုင်းမှာဟောပြောကြမယ်ဒါကြောင့်မျိုးစေ့ကျဲတာ၄နေရာမှာကြားတယ်ပေါ့နော်ပထမမျိုးစေ့ကတော့လမ်းပေါ်မှာကြားတယ်လမ်းပေါ်မှာကြားတဲ့မျိုးစေ့ကြတော့ငှက်တွေကစားသွားတယ်ကျမတို့ကဧဝံဂေလိကိုပြောတဲ့အခါကျတော့ယေရှုရဲ့ကယ်တင်ခြင်းအကြောင်းကိုပြောတယ်သူတို့ကိုတည်တည်ချာချာပြောပြတယ်နော်မယုံရင်တော့ငရဲကိုသွားရမယ်ယုံရင်တော့ကယ်တင်ခြင်းရမယ်ထာဝရအသက်ကိုရမယ်သူတို့ကိုတည်တည်ချာချာပြောထားတော့လေသူတို့ရဲ့နှလုံးသားဟာဒီပြောကြတဲ့စကားကိုသူတို့လက်မခံနိုင်ဘူးသူတို့နှလုံးသားအယမ်းပဲခိုင်ပါတယ်ငှက်တွေကခဏမျိုးစေ့ကိုကောက်စားတယ်လို့နတ်ဆိုးတွေကလေသူတို့ထဲမှာရှိတဲ့နှုတ်ကပတ်တော်ကိုကောက်ယူသွားတာကိုတွေ့ရတယ်ဒါကြောင့်မို့ကျမတို့ပြောတဲ့ဟာကိုသူတို့ဟာလက်မခံနိုင်ဘူးเนาะလက်မခံနိုင်တာကိုတွေ့ရတယ်ဘာကြောင့်လဲဆိုရင်သူတို့နေခဲ့တဲ့သူတို့ရဲ့အခြေအနေသူတို့ယင်ခဲ့တဲ့သူတို့ယုံကြည်ခဲ့တဲ့ယုံကြည်ခြင်းအဲ့ဒီယုံကြည်ခြင်းအပေါ်မှာပဲကျမတို့ပြောတဲ့စကားကမလွှမ်းမိုးနိုင်တဲ့အခါကျတော့သူတို့ကမယုံလာတာကိုကျမတို့တွေ့ရပါတယ်အချို့သူများတွေကိုပြောပြပါတယ်တို့တော်လည်းပဲသူတို့ဟာသူတို့ရဲ့ယုံကြည်ခြင်းပေါ်မှာပဲမူတည်ပဲသူတို့ပြောတဲ့စကားပုံကိုသူလက်မခံတာတွေ့ရတယ်ဒါကြောင့်လို့ဒါလမ်းပေါ်မှာကြားတယ်ဘလောက်ပဲသူတို့ကိုပြောသူတို့ဟာဒီနှုတ်ကပတ်တော်ကိုလက်ခံနိုင်ခြင်းဒီကက်တင်ခြင်းတည်စကားကိုနားခံနိုင်ခြင်းမရှိတာကိုတွေ့ရတယ်နောက်ဒုတိယတစ်ချက်ကတော့ဘယ်မှာကြားလဲဆိုရင်ကြောက်ပေါ်မှာကြားတယ်ကြောက်ပေါ်မှာကြားတဲ့အာကဘာလို့ဆိုရင်အဲ့နှုတ်ကပတ်တော်ကသူတို့ကြားတယ်ဒါပေမဲ့သူတို့နှလုံးသားထဲမှာသူတို့နှလုံးသားထဲမှာမဆွဲလန်းဘူးနော်အမြင့်မကျဘူးအပေါ်ရံမှာပဲဖြစ်နေတာကိုတွေ့ရတယ်ကျမတို့ဘယ်မှာသွားတဲ့ခါကျတော့ဧဝံဂေလိသွားရဘာတွေ့ရလဲဆိုသူတို့ငယ်တုန်းကတော့နော်ဒီနှုတ်ကပတ်တော်ကိုကြားတယ်နော်သူတို့ဖခင်ကိုယုံကြည်တယ်နော် Sunday School မှာသူတို့ကြားရတယ်ယေရှုအကြောင်းကိုသူတို့ကောင်းမွန်ဂဂနနသိခဲ့တယ်နော်အဲ့ကတင်ချင်းအကြောင်းကိုလည်းကြားတို့တော့လည်းကြီးပြင်းလာတဲ့အခါကျရင်ဘယ်လိုတွေ့ရလဲဆိုတော့မယုံကြည်တော့သူနဲ့သူတို့ဟာတွဲဖက်မိတဲ့အချိန်မှာခဏတုန်းကသူတို့ရဲ့ငယ်တုန်းကတင်ခဲ့တဲ့ဒီယုံကြည်ခြင်းဟာဆိုရင်ခိုင်မြဲခြင်းမရှိဘူးခိုင်မြဲခြင်းမရှိတဲ့အတွက်ကြောင့်သူတို့ဟာဆိုလို့ရှိရင်ခရစ်တော်ကိုကြောက်ပေါ်မှာကြလို့ပဲအမြင့်မဆွဲတဲ့အတွက်ကြောင့်သူတို့ဟာနော်သူတို့ရဲ့အမျိုးသမီးတွေသူတို့ရဲ့အမျိုးသားတို့နောက်မှာလိုက်ပါသွားတာကိုတွေ့ရတယ်ဒီနေ့အပြင်သူတို့ယုံကြည်ခြင်းမရှိဘူးပေါ့နော်အဲ့လိုမျိုးဧဝံဂေလိသွားတဲ့ခါကျအများကြီးပဲတွေ့ရခဲ့တယ်သူတို့ကအရင်ကတော့ယုံကြည်ပေမဲ့လို့အခုကတော့သူတို့ဖះကိုမယုံဘဲနဲ့ဖះကိုထားခဲ့တာကိုတွေ့ရပါတယ်အဲ့ဒီတယောက်ကတော့သူကောင်းသူ့ကိုပြောပြတဲ့ခါကျတော့သူကဗုဒ္ဓဘာသာနဲ့ကြားတဲ့ခါကျသူ့ကိုပြောပြတဲ့ခါကျတဖြည်းဖြည်းနဲ့သူပြောအရင်တော့ဟာတဲ့သူကယုံကြည်သူပဲတဲ့သူပြောပြနော်အိုးကျမဘာတွေ့ရလဲဆိုလို့ရှိရင်ဒီယုံကြည်ခြင်းအမြင့်ကကိုငင်တဲ့ခိုင်မြဲလာဖို့ရန်တွေ့တယ်မခိုင်မြဲတဲ့အတွက်ကြောင့်နော်အဲ့လိုမျိုးဖြစ်သွားတဲ့လူတွေတပုံကြီးပဲရှိတယ်နောက်ပြီးတော့ကျမတို့လာကန်နီးဥစားအဲ့ဒီကြွားကိုဝင်တဲ့အခါကျတော့အဲ့ဒီမျိုးသမီးဟာယုံကြည်တယ်နော်ဒါပေမဲ့ကျမတို့တလားလောက်ကြာသွားတဲ့အခါပြန်လာတဲ့အခါကျတော့အဲ့ဒီအမျိုးသမီးဟာဆိုလို့ရှိရင်ပြောင်းလဲသွားတယ်သူမယုံကြည်တော့ဘူးတဲ့သူကအဲ့ဒီမှာရှိတဲ့ဘာသာကိုပဲနော်အဲ့ဒီမှာဘက်ကိုပြောင်းသွားတာကိုတွေ့ရတယ်နောက်တစ်ယောက်ကတော့ဘယ်လိုတွေ့ရလဲဆိုရင်သူယုံကြည်တယ်သူကနှစ်ခါတော့မှနှစ်ချင်းခံပြီးပြီတဲ့နှစ်ခါတော့မှနှစ်ချင်းခံပြီးပြီဖះကိုသူနှစ်ချမ်းခံမယူခဲ့ဒါပေမဲ့သူယူတဲ့ယောက်ျားဟာဗုဒ္ဓဘာသာဖြစ်တဲ့ခါကျတော့သူဟာဆိုလို့ရှိရင်နော်ဗုဒ္ဓဘာသာတွေကိုဝင်သွားတော့ခါနော်ဘာတွေ့ရလဲဆိုရင်ကြောက်ပေါ်မှာအမြင့်မဆွဲဘူးဒီယုံကြည်ခြင်းဟာဒါတော့အဓိကယုံကြည်ခြင်းဟာဟောငငယ်တဲ့ကသူတို့ထက်မှအမြင့်ဆွဲဖို့ရန်အရေးကြီးပါတယ်အချို့နံပါတ်3ကတော့ဘယ်မှာကြားလဲဆိုစူးပင်ပေါ်မှာကြားတယ်နော်စူးပင်ပေါ်မှာကြားလို့ရှိရင်အဲ့ဒီစူးပင်ကပေါက်လာတဲ့အပင်ကိုဘာဖြစ်လဲညှင်းဆဲခြင်းကိုခံရတယ်ဆိုတာကိုတွေ့ရတယ်။အဲ့မှာသွားတဲ့အခါဧဝံဂေလိသွားတဲ့အခါဘသူကိုတွေ့တယ်အတိတ်တယောက်အကောင်အဲ့ဒီမျိုးသားတယောက်ကိုတွေ့တယ်။တွေ့တဲ့အခါကျတော့ तू ဟာဖះကို तू ယုံကြည်တယ်နော်ဖះကိုအားကိုးဒါပေမဲ့ तू ဟာဘယ်ထဲမှာဘယ်စူးထဲမှာကြာဆိုအရဲ့စူးထဲမှာကြာနေ
အရက်ရဲ့ဆူထဲမှာကြားတဲ့ခါကျတော့သူတို့လင်မယားညောက်ကရံဖြစ်တယ်အဲ့ဒီရက်ကွက်မှာခရိယန်ဆိုလို့သူတို့ခရိယန်ပဲဒါမဲ့သူတို့ဟာရံဖြစ်ကြတယ်နော်ရံဖြစ်ကြတော့ဓမ္မဒီအဆုတွေဟာကြီးထွားခြင်းမရှိတော့ဘူးကြီးထွားလာနိုင်ဖို့ရန်အတွက်ကိုအဲ့ဒီကြီးထွားပြန်ဒီဆုညာသူ့ကိုပါပဲလေသူ့ကိုပါပဲနောက်တယောက်ကဘာတွေ့ရလဲဆိုတော့ပတ်ဝန်းကျင်နဲ့ဆိုင်တယ်နော်သူခရိယန်ကိုယုံကြည်လာတော့လည်းပဲနော်သူတို့သွားနေတဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းမှာနော်သူတို့ရဲ့မြင်တွေ့ရတဲ့အဟာကြောင့်သူတို့ယုံကြည်နေတဲ့အရာကိုခါတဲ့စူးပင်လိုပဲဖုံးအုပ်ထားတယ်ဆိုဖျားเจ้าကိုသွားမဲ့ဟာကိုမသွားခြင်းတဲ့စိတ်တွေမရှိတော့ဘူးသူတို့မှာသွားခြင်းစိတ်မရှိတော့ဘာဖြစ်လဲဆိုဒီပတ်ဝန်းကျင်ရဲ့သူတို့ကဲ့ရဲ့တာတွေဘာတွေပြောတဲ့ခါကျတော့ဖျားเจ้าကိုသွားခြင်းအဲ့ဒီစူးပင်လိုမျိုးနှိပ်စက်ခြင်းကိုလေနော်အဲ့ဒီလူမျိုးတွေခံရတဲ့အခါကျတော့ဒီအပင်ဟာဆိုလို့ရှိရင်နော်ကြီးထွားခြင်းမရှိတာကိုတွေ့ရပါတယ်နော်ဘယ်လိုမျိုးတွေ့ရသေးလဲဆိုနောက်တချို့ကြတော့ယုံကြည်သူဖြစ်တော်လဲပဲသူတို့ဟာဆိုရင်အဲ့မစာတွေပေါ့နော်စာမဖတ်တတ်ဘူးစာမဖတ်တတ်တဲ့ကြတော့ဒီနှုတ်ကပတ်တော်ကိုခံယူနိုင်အားနေတယ်သူများပြောမှသူတို့ကြားရတယ်နော်သူများစီကမှတဆင့်ကြားရတယ်ဆိုတော့အဲ့ဒါမှအဲ့လိုစူးပင်ပေါ့နော်ဒီလိုမဖတ်နိုင်ဘူးကျမ်းစာမဖတ်နိုင်ဘူးမလစ်လာနိုင်တဲ့အတွက်ကြောင့်သူတို့ရဲ့ယုံကြည်ခြင်းအားနေတဲ့အခါကျတော့ခဏတော့ပေါက်မဲ့အပင်ဟာစူးပင်လိုမျိုးနော်ဒီနှုတ်ကပတ်တော်ကိုနော်စာမတတ်တဲ့အတွက်ကြောင့်စာကိုနှုတ်ကပတ်တော်ကိုများလစ်လာမှုအားနေတဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုရင်ခဏတော့ကဘေးပတ်ဝန်းကျင်ကနော်တွေးဆောင်မှုကိုသူကပဲပါနိုင်တယ်သူရဲ့ယုံကြည်ခြင်းကလည်းတဖြည်းဖြည်းနဲ့မဖြစ်လဲညော့နေလာတာဒါကတော့ဆိုရင်စာမတတ်တဲ့သူတွေတွေ့ရတယ်ကိုတွေ့ရတယ်နောက်တစ်မျိုးကဘယ်မှာလဲဆိုရင်သူတို့ရဲ့နေရတဲ့ပတ်ဝန်းကျင်ဟာပေါ့နော်မယုံကြည်တဲ့သူတွေမှာပတ်ဝန်းကျင်မိသားစုထဲမှာအဲ့ဒီအဖိုးကြီးကတော့သူကဖះကိုယုံကြည်တဲ့သူသို့တော်လည်းပဲသူနေရတဲ့ရောက်ခမတွေနောက်ပြီးတော့သူ့ကိုကြည့်နေတဲ့သူတွေဟာဆိုရင်ဖះကိုမယုံကြည်ဘူးဆိုသူတယောက်တည်းဟာဒီစူးပင်ကြားထဲမှာနေတယ်သူရှင်တန်ဖို့ကသူ့တက်အရန်ပါဖြစ်လေခက်ခဲတာကိုတွေ့ရတယ်နော်ဒါမှသူ့ကိုကျမတို့တပ်ပြပြောတော့မှပဲဒီနှုတ်ကပတ်တော်လေးကိုသူဘာဖြစ်လဲကြားနာခွင့်ရတယ်သူနေတဲ့အဲ့ဒီလူကမယုံကြည်သူတဲ့ကြားထဲမှာသူနေရတဲ့ခါကျသူမယုံကြည်တဲ့ကြားမှာနေတဲ့ဒီစူးပင်ကြားထဲမှာသူနေရတဲ့အတွက်သူရရှင်တန်ပေါက်ပွားမှုဟာဆိုရင်အရန်ပဲခက်ခဲနေတာကိုတွေ့ရပါတယ်နောက်တစ်ခုကတော့ကောင်းသောမြေမှာကြာသူတို့ဟာနော်ဖျားစကားကိုကြားတယ်ငယ်တွေကကြားတယ်နော်အခုဒီလေဖျားဘက်မှာအာကြီးနေတာတွေ့ရတယ်နော်မူသိခူးဆိုတာသူတွေ့တယ်သူဟာပတိယုံကျသူရယောက်ျားဟာနော်မယုံကြည်သူဖြစ်တယ်သို့တော်လည်းပဲသူဟာအခုထိတိုင်အောင်ဖျားရှင်ကိုနည်းနည်းမမှန်ကင်ဆွဲထားတယ်ဖျားကိုယုံကြည်ခြင်းနဲ့နော်ကင်ဆွဲထားတာတွေ့ဘာပြောင်းလဲဆိုရင်ဒီခဏတော့ကမျိုးစစ်ဟာကောင်းတဲ့မြေပေါ်မှာကြာတယ်နော်ဒါကြောင့်မလို့ကျမတို့ပြောလိုက်တဲ့ဧဝံဂေလိတရားဟာဆိုလို့ရှိရင်ပြီးသွားလားဧဝံဂေလိတရားဟာဆိုလို့ရှိပေါ့နော်ကြားတဲ့မျိုးစစ်ကြားတဲ့မြေပေါ်မှာမှုတည်ပြီးတော့ရှင်တန်တာကိုတွေ့ရတယ်ဒါမှကောင်းတဲ့မျိုးစစ်ကိုကြားရင်တော့အဲ့ဒီအပင်ကတော့ကောင်းမွန်စွာရှင်တန်ဖွံ့ဖြိုးသွားမှာဆိုတာကိုတွေ့ရတယ်မျိုးစေ့က၄မျိုးရှိတယ်ဒါကြောင့်မလို့တချို့မျိုးဟာဆိုလို့ရှိရင်လမ်းပေါ်မှာကြားတယ်နှုတ်ကပတ်တော်ကိုသူတို့ပြောတော့လည်းပဲခံယူနိုင်ခြင်းမရှိဘူးကြောက်ပေါ်မှာကြားတယ်မျိုးစေ့ကတော့သူတို့ငယ်တုန်းကဒီနှုတ်ကပတ်တော်သိယူရတယ်သင်ယူရတော့လေအမြင့်မဆွဲတဲ့အခါကျတော့နော်သူတို့မယုံကြည်သူတွေနဲ့အိမ်ထောင်ကြပါတဲ့အခါကျလို့ရှိရင်သူတို့ကဆိုရင်နော်ဖះကိုမသိပဲနဲ့ဒီယေရှုဖះကိုဆွလွတ်သွားပြီးတော့တခြားဘာသာတွေကိုဝင်သွားတာကိုတွေ့ရတယ်။နောက်စူးပင်မှာကြားတဲ့သူကဘေးပတ်ဝန်းကျင်ရဲ့အခြေအနေရဲ့ဖိစီးမှုကြောင့်ကြီးထွားနိုင်ခြင်းမရှိဘဲနဲ့အဲ့ဒီထဲမှာပဲသူတို့ဟာနစ်မွန်းနေတာကိုတွေ့ရတယ်။နောက်ဆုံးတစ်ခုကလေကောင်းတဲ့မြေမှာကြားတဲ့ဟာကြောင့်ဟိုးငငယ်တဲ့ကဖះကိုကနနာတိတယ်တကယ်ပဲနှလုံးသားထဲမှာဆွမြဲရှိတဲ့အတွက်ကြောင့်ဘလို့ပဲနော်မယုံကြည်သူနဲ့ကြတော့လည်းပဲသူဟာမရက်တည်ပြီးတော့သူရဲ့အမျိုးသားကိုဖះရှင်ကိုသိဖို့ရန်အတွက်ကိုလားဆွဲဆောင်နေတယ်ဒါကြောင့်မလို့ဒီနေ့နှုတ်ကပတ်တော်ကိုဝေငှတဲ့အခါကျရင်မြေမျိုးကြတော့လဲကြတာကိုတွေ့ရတယ်ဒါမှမဟုတ်ကောင်းတဲ့မြေမှာကြတဲ့မျိုးစေ့ဖြစ်ဖို့ရန်အတွက်ကိုအရေးကြီးပါတယ်လို့အနေငယ်ဝေငှပေးချင်ပါတယ်